ထိုးကြောင့်ပြေးလွှား၍လျားနေသောယတနာတိုက်အပိုင်းတစ်ကျွန်းကညင်အင်းပင်အင်းကျင်းသောအကျိုးအကြားမှလှမ်းမြင်နေရသောနေလုံးနီနီသည်ပင်တောင်ထိပ်ဖျားစီတွင်ကွယ်လီလူလူမေးတင်ပြနေပြီအိုက်ထုံးပါတို့စခန်းချနေကြသောနေရာမှာရွှေလီရိုးဖျားရှိနေဝင်တောင်ဟုခေါ်သောတောင်ချီရင်းတွင်ဖြစ်သည်ဖြင့်နေမွန်းဆောင်သည်နှင့်တပြိုင်နက်တောင်ရိပ်ကွယ်၍နေဆွေကကျိုးတတ်သည်ရာသီမှာလည်းနေတာတိုသောတမယစောင်းလာဖြစ်သည်ဖြင့်တောတွေမှောင်၍တောင်တွေကလည်းအမြင်မှိုင်းဖြာနေတတ်၏အကယ်၍မြူခိုးရှက်ဝေရွက်ဟောင်းတကြွ၍တောင်လီဝှိဝိုက်နွေစရိုက်ကာလတမယသာဆိုလျင်တော့ဤအချိန်သည်နေဝင်ပြက်မိန်ရက်နေချိန်တော့မဟုတ်တတ်သေးပေသို့တော်ယခုမူစောင်းလာဖြစ်သည်ဖြင့်တဲအပြင်ဘက်တွင်တောင်ရိပ်ကွယ်၍နေရောင်ကြီးများကိုလုံးဝမမြင်ရတော့ပါပြီအိုက်ထုံးပါသည်တဲငယ်ရှိတွင်လက်ပိုက်မတ်တက်ရက်ကပတ်ဝန်းကျင်ပေညာကိုမျှော်ကြည့်နေသည်တဲငယ်ဤပတ်ဝန်းကျင်မှာကျွန်းကညင်အင်းပီအင်းချင်းတိုးတွေကလက်သိပ်ထိုးထူထလျက်ရှိလေသည်အိုက်ထုံးပါတို့မှာရွှေလီရိုးထဲမှပြေးလွှား၍လျားနေသောယတနာတိုက်ရှင်များကိုဖမ်းဆီးရှာဖွေကြသူများဖြစ်လေသည်မိုးကုံစောင်းစာဤလိုတမယတွင်ရွှေလီရိုးဖျားရှိစိန့်စမ်းများခန်းချောက်သွားလျင်ရေကိုအလွန်ကြိုက်၍စောင်းလာ၌ပင်ပူအိုက်တတ်သောယတနာရှင်တိုက်ကောင်များသည်ရွှေလီမြစ်နှင့်နီးရာတစ်တော်ကြီးများစီသို့ဥတီရွှေလျားလျက်ဆင်းသက်လာကြပေတော့မည်ဤဒီကိုအတက်တိသဖြင့်အိုက်ထုံးပါတို့ကစောင့်ဖမ်းကြရန်ကြိုးပမ်းနေကြခြင်းဖြစ်လေသည်အိုက်ထုံးပါခန့်ဒီရှမ်းများနှင့်ကဒူးကနန်းအနွယ်ဝင်ဆွေမျိုးများမှာများသောအားဖြင့်ပြေးလွှား၍လျားနေသောယတနာတိုက်ဖမ်းသမားများသာဖြစ်ကြလေသည်အိုက်ထုံးပါအနီကိုပြောရလျင်14-15နှစ်သားအရွယ်ကပင်ဖခင်ကြီးနှင့်အတူယတနာတိုက်လိုက်ဖမ်းလာသူဖြစ်သည်ထို့ကြောင့်လည်းယတနာတိုက်ဖမ်းရာတွင်အိုက်ထွန်းပမှာနမယ်ကြီးဝါရင်ပုဂ္ဂိုလ်ဖြစ်၏ယခုဆိုလျင်အိုက်ထွန်းပ၏အသက်မှာ62နှစ်ရှိလေပြီထို့ကြောင့်လည်းငယ်စဉ်ကလိုယတနာတိုက်ကောင်များဖမ်းဆီးခြင်းအလုပ်ကိုအရေးတကြီးလိုပါမှမိမိကိုယ်တိုင်ထွက်လိုက်ပြီးမလိုလျင်ယတနာတိုက်ကောင်များဖမ်းဆီးရှာဖွေရေးအဖွဲ့တွင်အခါပြီးကိုကဲအုပ်ချုပ်သူလူကြီးအဖြစ်သာဆောင်ရွက်လေသည်အိုက်ထွန်းပတို့ခန္တီဘာသာစကားနှင့်ပြောရလျင်ဖန်တီကြီးပင်သည်အမှန်ကတော့အိုက်ထွန်းပါတို့ကသာပြေးလွှား၍လျားနေသောယတနာတိုက်ကောင်များဟုသမုတ်တင်စားခေါ်ဝေါ်ပြောဆိုထားကြတော့လေတာမန်လူများအနေကမူအိုက်ထွန်းပါတို့အားစင်ဖန်းသမားခန္တီရှမ်းများဂဒူကနန်းများဟုသာအတိအမှန်ပြုကြလေသည်မိသူကမိသူပြောအိုက်ထွန်းပါတို့အတွက်ကတော့တောစင်ရိုင်းများသည်တကယ်ပင်ပြေးလွှားနေသောယတနာတိုက်ကောင်များထီးပေါက်ကောင်များဖြစ်ကြသည်ဘိန်းမိန်နေရာမှအိုက်ထွန်းပရုတ်တရက်တတိပြန်ဝင်လာချိန်မှာတဲပတ်ဝန်းကျင်မှဆင်အော်တန်ကိုကြားလိုက်ရ၏အစတော့သူ့တဲစခန်းကိုတောစင်ရိုင်းအုံများလာဖြတ်လေသလားဟုပင်ထင်လိုက်မိသည်အိုက်ထွန်းပတို့စခန်းချနေကြသောနေရာမှာတောနက်သဖြင့်တောစင်ရိုင်းများ၏အန်တရဲ့ကိုအထူးတတိထားရလေသည်နောက်အိုက်လောလူ၏အော်ခေါ်လိုက်တန်ကိုကြားရမှသူ့လူများပြန်လာကြမှန်သိလေသည်ဖန်တီကြီးဟေးဖန်တီကြီးဝေးဟေးအိုက်လောလူအားပြန်လေအတန်ပြီးကအိုက်ထွန်းပါသည်ချက်ချင်းခုန်ထလိုက်၏အိုက်ထွန်းပါအပြင်ဖက်သို့ရောက်သောအခါတဲနာပတ်ဝန်းကျင်မှာစင်အော်တန်လူအော်ဟစ်အမိန်ပေးတန်တို့နှင့်ယုံတဲဖြစ်နေလေပြီတောစင်ရိုင်းတကောင်ကောင်ကိုဖမ်းမိလာကြပြီဆိုရင်ဤတို့ပင်ယုံတဲဖြစ်နေတတ်ကြသည်ကိုတော့စင်ဖန်းအတွေ့အကြုံအရာအိုက်ထွန်းပါကတိထားပြီးဖြစ်လေသည်ယခုလဲတောစင်ရိုင်းတကောင်ကောင်တော့ဖမ်းမိလာကြပြီဆိုသည်ကိုတိသဖြင့်အိုက်ထွန်းပါရုတ်တရက်ဝမ်းသာသွား၏သို့တော့တဲဤပတ်ဝန်းကျင်တစ်ခုလုံးသည်မှောင်နှင့်မဲသာဖြစ်နေသဖြင့်လက်နှိပ်ဓမီအောင်မှတပါစင်များလူများကိုကလုံးဝအကောင်ထဲမမြင်ရသေးပြီဖန်တီကြီးရေဝေးဟေးအိုက်လောလူဟာဗျာဖန်တီကြီးကလည်းမြန်မိထုံးပါဗျာကျုပ်တို့စင်မိလာကြပြီအေးဟုတ်လား14-15နှစ်သားကလေးကြီးလူပြိုပေါက်အရွယ်ကပင်ယခုရွယ်အိုရွတ်တွားအသက်62နှစ်အထိစင်ဖန်းလုပ်ငန်းနှင့်အသက်မွေးဝမ်းကြောင်းပြုလာသည်ဆိုသောအိုက်ထုံးပါ၏အပြုအမူကိုကြည့်ကအိုက်လောလူမှာအတော်စိတ်ပြတ်သွားလေသည်မိုးမိတ်တခရိုင်လုံးတွင်စင်ဖန်းရာ၌နမိတ်ကြီးဖြစ်သောဤအဖိုးကြီးကို
သူများပြောစကားနဲ့အထင်ကြီးပြီးပေါင်းသင်းခေါ်လာမိဒီမှာမှားလေပလားဘူးလဲအိုက်လောလူကစဉ်းစားမိယခုကြည့်ပါလားသူတို့ကတက်ဆွန်ဆန်ဖျားတောတဲ့တောင်တဲ့စင်အုပ်ထဲဝင်ပြီးတောစင်ရိုင်းတစ်ကောင်လုံးကိုစခန်းတဲအရောက်ဖမ်းခေါ်လာနိုင်ကြ၏ဤချိန်တွင်စခန်းတဲပတ်ဝန်းကျင်၌ကျိုးတန်းနှင့်တွေ့တန်းချိတ်ဆွဲထားသောစီမိခွက်များကိုထွန်းညှိရမည့်အလုပ်ကလေးကိုပင်ဤအဖိုးကြီးသည်ခုထိမလုံနိုင်သေးပြီတခြားစခန်းဆောင်တယောက်ယောက်သာဆိုရင်ခုလောက်အချိန်မှာတာဝန်အားလုံးပြီးနေလိမ့်မည်ဤအဖိုးကြီးနာမည်ကြီးခြင်းမှာတူ၍မဟုတ်ပဲသူ့သားအိုက်မောင်တော်သဖြင့်သာဖြစ်ရမည်ဟုအိုက်လောလူကတန်တရားဝင်သွားသည်ယနေ့စင်ဖန်းထွက်ကြရာ၌အိုက်မောင်၏အစွမ်းကိုတော့အိုက်လောလူကကိုတွေ့ကြုံလာခဲ့ပြီဖြစ်လေသည်ဦးကြောင်ကြောင်လုံနေသောအိုက်ထွန်းပါကိုကြည့်ပြီးအိုက်လောလူကဒေါသပင်ထွက်လိုက်မိသည်အမှန်ကသူ့လူများတောစင်ရိုင်းတကောင်ကိုနေချင်းဖမ်းခေါ်လာနိုင်ကြသဖြင့်ဝမ်းသာနေတော်လေအိုက်ထွန်းပါ၏ပေါ့ဆမှုကိုတော့လုံးဝမကြည်နပ်နိုင်ပြီသူဤပေါ့ဆမှုကိုလူငယ်များမကြေမနက်ဖြစ်ကြမှာကိုတွေးမိလိုက်စင်မှာတော့အိုက်ထွန်းပါသည်ချက်ချင်းတဲထဲဝင်ပြေးပြီးစင်ချီကျိုးများကိုရှင်းလင်းလိုက်လေသည်သို့တော့ညနေကပင်မီးမထွန်းမိပဲဘိန်းစီရစ်သွားသဖြင့်မမြေမဆန်းနဲ့ရေနံစီမီးခွက်ကိုပင်မနှဲဆန်းရှာနေရလေသည်ဟဲ့ဖတ်တော်ကြီးဟောင်းနော့ဟောင်းတေးရှိရောက်လာတော့အိုက်လောလူကအိုက်ထွန်းပါဤလှုပ်ရှားမှုကိုမကြည်မနှံ့နှင့်မျက်နှာလွှဲလိုက်ကာကွန်ကြီးစင်ကိုရပ်တန့်ရန်အမိန့်ပေးပြီးဖမ်းလာတော့တောစင်ရိုင်းလေးဤရုံးကန်မှုကိုလည်းတပြိုင်တည်းထိန်းထားပေးလိုက်သည်တီးထီးရှိရောက်လာတော့အိုက်လောလူကအိုက်ထွန်းပါအားမကြည်မနှံ့နှင့်မြစ်တိုင်တောက်တီးလောက်ကသူ့စင်နောက်မှပေ့စီမာအိုအိုက်ဆန်ကိုမီးသွားပြပြီးရန်အမိန့်ပေးလိုက်သည်အိုက်လောလူမကြည်မနှံ့ဖြစ်မိဆိုကလည်းဖြစ်စီရပင်အမှန်ကဖန်ဒီကြီးခေါ်စခန်းဆောင်အိုက်ထွန်းပါသည်အိုက်လောလူတို့တက်ဆွန်ဆံပြားစွန့်စား၍စင်ဖန်းထွက်နေကြခြင်းတွင်တဲတဲ၌အမြဲတတိဝိရိယနှင့်နေရမည်စင်ဖန်းလှုပ်သားများမှာစခန်းမှညအိတ်ညက်နေသွားနေကြသူတွေဖြစ်သဖြင့်စင်ဖန်း၍မိလာလင်စခန်းတဲသို့နေ့ရညရမဟုအချိန်မရွေးဖန်းစင်ကိုတွဲဆွဲ၍ရောက်လာနိုင်ကြ၏ထို့အခါစခန်းတဲရှိဖန်ဒီကြီးမှာမီးခွက်တွေနှင့်စင်ချီကျိုးများကိုအသင့်ပြုလုပ်ပြီးအစင်သင့်ရှိစေရသည်ယခုတော့ကွန်ကြီးစင်ဖန်းသမားများနှင့်ဖမ်းလာသောတောစင်ရိုင်းကစခန်းတဲရှိရောက်လာသည်မှာ9မိနစ်လောက်အချိန်ကြာသွားပြီဖြစ်တော်လေအဖိုးကြီးအိုက်ထွန်းပါမှာယခုထိချီကျိုးမီးခွက်ရှာမရသေးပြီအကယ်၍အိုက်လောလူတို့ဖမ်းလာသောဆင်မှာယခုလိုဆင်ငယ်လေးသာမဟုတ်ပဲ9ပေ6ပေဆင်ပေါက်တာဆိုရင်ဒီအဖိုးကြီးလုတ်ပုံနဲ့ဖမ်းစင်ရောလူတွေပါအန္တရာယ်ဖြစ်နိုင်လေသည်တောစင်ရိုင်းတကောင်သည်9မိနစ်လောက်အချိန်ကြန့်ကြာမှုကိုမဆိုထားနဲ့စက္ကန့်ပိုင်းလောက်အချိန်မှာပင်လူတစ်ယောက်နှစ်ယောက်၏ဇိဝင်ကိုချွေပစ်နိုင်လိမ့်မည်ဆိုသည်ကိုဤအဖိုးကြီးသည်မတိမတွေးမိုံတကားယနေ့၌အိုက်ထွန်းပါ၏ပေါ်ဆမှုကိုမြည်သည့်စင်ဖန်းသမားများကမှခွင့်လွှတ်နိုင်ကြမည်မဟုတ်ပေထို့ကြောင့်လဲအိုက်ထွန်းပါအားအိုက်လောလူကမြည်တွန်တောက်တီးလှုပ်ပစ်လိုက်ခြင်းဖြစ်၏အိုက်လောလူ၏အပြောမှာတဘာဝကြသဖြင့်တာအရင်ဖြစ်သူအိုက်မောင်ကပါဘာမျှဝင်မပြောသေးပဲဖမ်းလာသောစင်ငယ်လေးကိုသာမိမိကွန်ကြီးစင်မူညာပဲ့နဲ့ထိန်းထားပြီးနှုတ်ဆက်နေလိုက်ကွန်ကြီးခေါ်ဖမ်းစင်တကောင်တွင်3000ထိုးလှနှိပ်ဓမီတလက်ကပါစမြဲဖြစ်လျာအိုက်ဆန်သည်ဖမ်းစင်ဘောကလှနှိပ်ဓမီကိုဆွဲပြီးစင်ဘောကခုံချကအိုက်ထုံးပါကိုအကူအညီပေးရန်တဲတဲသို့ပြေးဝင်သွားလေသည်မိနစ်ပိုင်းအတွင်းမှာပင်အိုက်ထုံးပါနဲ့အိုက်ဆန်တို့ကစင်ချီကျိုးစီမီခွက်တီကိုထုံးညှိကတဲအပြင်ဘက်သို့ထွက်လာကြသည်မင်းတို့ဟာကအမိနောက်လိုက်စင်ဖြူလေးပဲခွာဖမ်းစင်နှကောင်ကျိုးတွင်တွေးချီထားသောစင်ဖြူလေးကိုစီမီခွက်ရောင်ဖြင့်မြင်သောအခါအိုက်ထုံးပါမှာအထိတ်တလန့်ပင်ဖြစ်သွားလေသည်ဟုတ်တယ်ဖန်ဒီကြီးကျုပ်တို့တော့တိတ်ကန်ကောင်းနေပြီဗျထွက်ချင်းစင်ဖြူလေးတစ်ကောင်ကိုထူထူခြားခြားမိလာခဲ့ကြပြီဖမ်းစင်ပေါ်မှအိုက်လောလူသည်စင်ဖြူရတနာကလေးတစ်ကောင်မိလာသဖြင့်အတိုင်းမသိဝမ်းသာနေလေသည်သို့တော့အိုက်ထွန်းပါ၏အနှောက်မလွတ်အသွားမလွတ်သောစကားကြောင့်ကတိကအောင်တော့ဖြစ်သွားရပြန်၏အိုက်လောလူ၏သဘောမှာကျွတ်တို့ကတက်ဆွန်ဆန်ဖျားတောထဲတောင်လေစင်အုပ်ထဲသွားပြီးမိရာစင်ကိုဖမ်းလာရတာပဲတဲပေါ်မှာဘိန်းစီချပြီးအိတ်နေတဲ့ခမားကဘာလေအယိုးများသလေးချီးကားသလေးပြောကျင်လို့လားဒီလိုစင်ဖြူတော်လေးကိုတချို့စင်ဖန်းသမားတွေတသက်တာတော့မိဘူးညင်ဘူးလို့လားဟုဘာဆက်ထဲကဖွင့်မပြောတော့လေသူ့ဤချက်ချင်းတင်းမာသွားတော့မျက်နှာကပြောနေတဲ့အောင်ပင်နောက်တူအိုင်လောလူဤစကားမှာလဲအမှန်ကတော့မားတီဟုမဆိုတာပြီယခုသူတို့ဖမ်းလာခဲ့ကြသောစင်ဖြူငယ်မှာ
ဟိုင်းမျိုးဖြစ်သဖြင့်နိုးဆိုတရှိနေခြင်းသာဖြစ်သည်အကယ်၍ဟိုင်းမျိုးမဟုတ်ပဲအဆွဲရှိသောဆွဲစုံမျိုးသာဆိုလျင်ဤအတိုက်အရွယ်၌ဤစင်ငယ်မျိုးကိုဘယ်စင်မမိခင်ကားမှနိုးတိုက်တော်မီမဟုတ်ပေအပဲကြောင့်ဆိုတော့ဆွဲစုံစင်ပြောင်ဖြစ်လာမိတလိษံကလေးမှာ3-4နှစ်အသက်ကလေးရလာသည်နှင့်တပြိုင်နက်သူတို့အားတဘာဝကဖန်ဆင်းပေးလိုက်သောအဆွဲလေးသည်တဖြည်းဖြည်းရှည်ထွက်လာတတ်သည်နိုးအောင်ဆိုသောအခါမိခင်ဤဘိုက်ကိုထိုးမိသဖြင့်ဆွဲစုံစင်ပြောင်မျိုးကိုမိခင်ကမှတက်တန်းကိုအောင်နိုးမတိုက်ပေစောစောနို့ဖြတ်တတ်ကြ၏သို့တော့ယခုအိုင်လောလူတို့ဖားလာကြသောစင်ငယ်မှာဟိုင်းမျိုးဖြစ်သဖြင့်အဆွဲကတစ်ခွာထိုးခေါ်တစ်ခေါက်ခွာစားရန်တူတူလေးသာပါသဖြင့်မိခင်ဤဘိုက်ကိုမထိုးမိနိုင်သည်ပြီထို့ကြောင့်လဲနိုးစိုးသက်ရှိနေခြင်းဖြစ်လေသည်ဤသည်တို့ကြောင့်လဲတက်တန်းကုံအောင်နိုးစိုးရသောဟိုင်းစင်များသည်ဆွဲစုံစင်များထက်အာတန်တကြလေသည်နိုင်ငံပိုင်တစ်တော်ဌာနနှင့်တစ်ထုတ်လုပ်ရေးကအမိနောက်လိုက်နိုးစိုးစင်ငယ်နှင့်ဈေးရှိသောစင်များကိုဘလို့မှဖမ်းခွင့်မပြုပေအမိနောက်လိုက်နိုးစိုးစင်ငယ်ကိုဖမ်းမိလျင်နိုးမြက်ပြီးမကြခင်တည်သွားတတ်သလိုဈေးရှိသောစင်များကိုဖမ်းမိလျင်လေကျိုးတံညက်တံတစ်ပင်နှင့်ပူးချီထားရစဉ်မန်ထောင်ပြီးတစ်ပင်ရင်းကိုတအားအောင်သောထန်တို့ကြောင့်ဈေးလျှောကတည်သွားတတ်၏ထို့ကြောင့်တောစင်ရိုင်းအုပ်ထဲတွင်ကြိုက်စင်ကိုရွေးဖမ်းနိုင်သောမီလာရှိကားခေါ်ကျိုးကွင်းဆွစင်ဖမ်းသမားများအားအမိနောက်လိုက်စင်နှင့်ဈေးရှိသောစင်များကိုဖမ်းခွင့်မပြုသလိုတောစင်ရိုင်းတအုပ်လုံးကိုအကြီးအသေးအထီအမခွဲခြားမနေနိုင်ပဲတအုပ်လုံးကျုံတဲ့မောင်းသွင်းဖမ်းရသောကျုံသမားများကိုလည်းဈေးရှိသောစင်မစင်ငယ်ရွယ်အိုရွတ်တွာတင်၍ကျင့်၍မရနိုင်သောစင်အိုကြီးများပါလာလျင်ပြန်လွတ်ပြရမည်ဟုတောစင်ရိုင်းဖမ်းဆီးခြင်းလိုင်စင်ဥပဒေကသတ်မှတ်ထားလေသည်သို့သောယခုအခါစင်စည်းကကောင်းနေသဖြင့်အချို့စင်ဖမ်းသမားများမှာဥပဒေကခွင့်ပြုသောမပြုသောရသည့်နည်းနှင့်တောစင်ရိုင်းများကိုခိုးဖမ်းတတ်ကြသည်စင်ငယ်များဆိုရင်လည်းပုဂ္ဂလိကစင်ပိုင်ရှင်များစီတွင်တိတ်တိတ်ခိုးရောင်းတတ်ကြသည်သူတို့နေတဝိုက်တွင်ပုဂ္ဂလိကစင်ပိုင်ရှင်တွေလည်းအများပြားရှိလျာတည်င်းရ၍တက်ဆိုင်ရာကလာစစ်လျင်လေဘေးစင်မကမွေးထားတာပါဗျာ3 နှစ်တောင်ကြော်လာပြီပဲဟုခတ်တီတီနဲ့ဥပဒေကိုလက်တလုံးချလှုပ်တတ်ကြသည် slow ominous pause အိုင်လောလူသည်လောဘအလွန်ကြီးသူဖြစ်၏မိုးမိတ်ခရိုင်အတွင်းရှိတစ်လုပ်ငန်းလုပ်နေကြသောနိုင်ငံပိုင်စင်အချို့မှာအရိုင်းကိုဖမ်းပြီးကျုံသမားကျိုးကွင်းသမားများစီကတဆင့်ဝဲ၍အလုတ်လုတ်ခိုင်းထားကြသောစင်များဖြစ်လျာတခါတိုးစိတ်ဝင်ပြီးစင်ကြောင်းစခန်းမှတိုးထဲသို့ထွက်ပြေးပျောက်သွားတတ်လိသည်ဤဒီကိုအခွင့်ကောင်းယူ၍အိုက်လောလူတို့ကစင်ဦးစီးဆိုးအချို့နှင့်ပေါင်းကတောစင်မရိုင်းမရင်များကိုတမင်တကာတောစိတ်သွင်းပြီးလွတ်ပစ်တတ်၏စင်ကြောင်းစခန်းမှတောစိတ်ဝင်ပြီးထွက်ပြေးသွားသည်ပျောက်သွားသည်ဟုအကြောင်းပြပြီးလွတ်ပစ်သောစင်ကိုအိုက်လောလူတို့ကတနေရာမှာတွားဝတ်ထားပြီးတစ်နှစ်လောက်ကြာသောအခါသူတို့ပြန်ဖမ်းမိလာသောစင်အဖြစ်နိုင်ငံပိုင်တစ်ထုတ်လုပ်ရေးတွင်ပြန်ရောင်းတတ်ကြသည်တနယ်မှခိုးသွားပြီးနောက်တနယ်တွင်သွားရောင်းသည်လည်းရှိ၏ဒီတွင်မကသည်အိုက်လောလူတော်သည်တောစင်ရိုင်းဆွေစုံများကိုတပ်ဖြတ်ပြီးနိုင်ငံခြားသို့အဆွဲခိုးထုတ်ရောင်းသောအလုပ်ကိုလည်းလုပ်တတ်ကြသည်ဤဒီတို့ကိုတိသဖြင့်လေရခင်နှစ်များကတောစင်ရိုင်းများဆက်တူဖမ်းဆီးရန်အိုက်လောလူကစကားလာဆက်တိုင်းအိုက်ထွန်ပါကလှီးလွှဲနေခဲ့သည်တရွာတဲ့
တရက်သေးသားဖြင့်ဖြစ်တော်လဲအိုက်လောလူအကြောင်းကိုဦးသိန်းဦးမမကြံတိထားသဖြင့်အိုက်ထွန်းပါကလက်မခံခဲ့ခြင်းဖြစ်သည်အိုက်ထွန်းပါမှာရှမ်းပမာကပြားမိတ်ဟောင်းဆွေဟောင်းမဘိန်းမြို့မှာဥပရှိန်တို့နေသာစက်တူလုပ်ခဲ့လေသည်သို့တော့မနစ်ຫນွေလာတော့ကဥပရှိန်ပိုင်အလွန်လိမ်မာ၍လှုပ်သက်လေးရင်လာတော့ကွန်ကြည်ဖန်းစင်မတကောင်မှာ ရွှေလီအထက်တော်၌စင်ရိုင်းများကိုလိုက်ဖမ်းကြရင်ဆွဲပြောင်ကြီးတစ်ခေါင်နဲ့မလွဲမရှောင်ပပင်းတိုးကထိုးတက်ခြင်းခံလိုက်ရသဖြင့်အဖွေပြတ်သွားခဲ့လေသည်1000ကျော်တန်းကွန်ကြီးဖန်းစင်မတကောင်ဆုံးပါသွားသည့်အပြင်ဖန်တီလို့တော့ဥပရှိန်ခမမှာလေစင်ပေါ်ကလိမ့်ကြ၍ပေါင်တစ်ဖက်ကျိုးသွားခဲ့လေသည်ယခုနှစ်ရွှေလီရိုးဖျားမှပြေးလွှာ၍လျားနေသောယတနာတိုက်ကောင်များကိုဖမ်းဆီးရန်ရာသီရောက်လာချိန်ထိဥပရှိန်မှာပေါင်ကထံရာကြောင့်စင်ဖမ်းမလိုက်နိုင်သေးပြီ ဤဒီမှာလဲယခင်ကကင်ဆောင်ခွင့်ပြုထားသောဖာထက်ချိုက်သို့မဟုတ်နှလုံးပြူးတဲ့နက်ကိုတက်ဆိုင်ရာတို့ကလိုင်စင်သိမ်းသွားသောအကြောင်းလဲတကြောင်ပါဝင်သည်ဟုဆိုနိုင်သည်ယခင်ကဆိုလျင်တောစင်ရိုင်းများကိုတက်ဆွန့်ဆံပြလိုက်ဖမ်းကြသောဥပါရှိန်အိုက်ထွန်းပါတို့အားတက်ဆိုင်ရာကဖာထက်ချိုက်သို့မဟုတ်နှလုံးပြူးတဲ့နက်တက်လက်စီကိုအဖွဲတိုင်း၌ကင်ဆောင်ခြင်းပြုထားခဲ့လေသည်သူတို့သည်တောထဲတောင်ထဲစင်အုပ်ထဲဝင်ပြီးကြိုက်စင်ကိုလိုက်ဖမ်းကြရာတွင်ဆွဲစုံစင်ပြောင်ကြီးများကကွန်ကြီးခေါ်ဖမ်းစင်နှင့်လူကိုရန်မှုအန်ဒီယေပြုလာလင်ကြည်အစားကျိန်ဘူးအဖျားကိုအစားထိုးကစင်ချီထောက်ကို6လှန့်ပြရလေသည်ဤသို့6လှန့်ပြလျင်မိမြရန်လိုသောတောစင်ရိုင်းပြီးဖြစ်တော်လဲရမမှုရဲပဲထွက်ပြေးသွားတလီသည်ယခုမိုးမိတ်တခရိုင်လုံးရှိစင်ဖန်းသမားတွေအားလုံးမှာတနက်လိုင်စင်သိမ်းသွားသဖြင့်စိတ်တကြနေကြသည့်အပြင်စုံပါမှုနေလေနှစ်စဉ်နှစ်တိုင်းကြုံနေကြရ၏အိုက်ထွန်ပါမှာစင်ကိုလိုချင်၍ဖမ်းခွင့်တော်ပြုကြပြီးအန်တရေကင်းဘီကင်းတနက်ကလေးတလက်မှကင်ဆောင်ခွင့်မပြုနိုင်တော့နိုင်ငံပိုင်တစ်ထုတ်လုပ်ရေးကိုပင်အားမလို့အားမရဖြစ်မိလေသည်အိုက်ထွန်ပါမှာသူဘလို့မှတွဲမလုပ်ချင်တော့အိုက်လောလူနေမှဤနှစ်တွင်မတွဲမဖြစ်တွဲမိပြီးသားဖြစ်လေသည်အိုက်လောလူနေတွဲမလုပ်ပဲဖမ်းစင်ငှားပြီးတဖွဲ့ဖွဲ့မိဆိုရင်လေဖမ်းစင်ကွန်ကြီးတကောင်ဤတလကမှာ250ကျပ်ဖြစ်လေသည်ဖမ်းစင်နှကောင်ဆိုလျင်တလ900ကျဤစင်ဖမ်းရသည်9လအတွက်စင်9က3500ကျပ်ကိုအိုက်ထွန်ပမတက်နိုင်ရှာပြီပြီးယခုအခါတနက်မကန်ရသဖြင့်ဖမ်းစင်9မိသူများကလည်းမငားချင်ကြတော့တောထဲတွင်စင်ရိုင်းအုပ်နှင့်တွေ့၍မတော်တဆဖမ်းစင်တကောင်အဖိတ်အစင်ရှိသွားလျင်ရော်ကြီးပြရမည်ဖြစ်တော်လေစားစရာရှိမှရော်ကြီးဆိုတာကရလိမ့်မည်ပြီးစင်ဖန်းလှုပ်သားများကိုပေးရမည်ငွေကလည်းရှိသေး၏ဤသို့အဆအဆအရာရာခက်ခဲမှုတို့ကြောင့်ဖမ်းစင်ပေါက်တကောင်ကိုပိုင်ဆိုင်ထားသည့်အပြင်ငွေကြီးလဲစိုက်ထုတ်ပေးနိုင်သောအိုက်လောလူဤစင်ဖန်းအဖွဲ့တွင်အိုက်ထွန်းပါတို့သားအဖကပါဝင်ခဲ့ကြခြင်းဖြစ်လေသည်မီလာရှိကခေါ်တောစင်ရိုင်းများကိုကျိုးခွင်းစွဖမ်းရာတွင်မိုးမိတ်တခရိုင်လုံး၌တူမတူအောင်တော်သောအိုက်ထွန်းပါတို့သားအဖကိုအိုက်လောလူကလည်းဘိန်းပြီးငွေပြီး၍သိမ်းသွင်းလာခဲ့၏အိုက်ထွန်းပါတို့၏အပေါ်တွင်အိုက်လောလူကလည်းအမျက်အစွန်းကြီးမြင်ထားသူဖြစ်သဖြင့်အလွန်ပင်ရက်ရောခဲ့၏စင်ဆက်တူဖမ်းရန်ဂတိဝန်ခံချက်ပြုခဲ့ကြစဉ်ကတော့စင်ဖန်းအဖွဲ့တွင်မိမိပါတော်လဲအိုက်ထုံးပါကိုသာခေါင်းဆောင်လူကြီးတင်မြောက်ပြီးစခန်းအုပ်ချုပ်ယုံဖမ်းမိလာသောတောစင်ရိုင်းများကို
မြန်မြန်ရင်ပါလွယ်အောင်တုံတင်ပေးုံနဲ့ညွန်ကြားယုံဟုသာပြောခဲ့တော်လဲတော်ထဲရောက်၍မကြခင်ပင်ငွေရှင်ကြီးရှင်တို့၏အပြုအမူဩဇာအာဏာပြမှုတို့နှင့်အိုက်လောလူကအိုက်ထုံးပါသားအဖကိုမထီးမိတ်မင်ပြူလာသည်ကိုအိုက်ထုံးပါကချက်ချင်းတွေးမိလိုက်၏ ယခုပင်ကြည်ပါလေစင်ဖန်းသမားတို့မလုတ်အပ်မလုတ်ထိုက်တော့နို့မဖြတ်သေးသည်အမိနောက်လိုက်ဆင်ဖြူငယ်ကိုဖမ်းလာကြသည့်အပြင်အိုက်ထုံးပါတို့တာဖပြောသည်ကိုပင်စဉ်းစားရကောင်းမှမသိပဲလုံးဝပေ့ဖြတ်ကန့်ကွက်လိုက်ပြန်သည်တူတော့အိုက်လောလူတို့တင်တော်မကယနေ့၌မိမိသည်လေတာဝန်ပြက်ကွက်ခဲ့သူတယောက်လုံးဖြစ်နေသဖြင့်မိလာတော့စင်ငယ်ကိုပြန်လွတ်ပြခိုင်းရန်ကိုပြောရမှာကိုပင်အိုက်ထုံးပါမှာမလုံးမလေးဖြစ်သွား၏ဤစင်ငယ်ကိုပြန်လွတ်ပြရန်ပြောလင်သူနှင့်အိုက်လောလူဤနေရာ၌ပင်လမ်းခွဲကြရမည်ဆိုသည်ကိုလည်းအတက်တွေးထားပြီးဖြစ်သောအိုက်ထုံးပါသည် နောက်တော့အိုက်လောလူအားဘာမှမပြောတော့ပဲစကားနဲ့ရန်စေလောက်ကဖမ်းမိလာတော့စင်ငယ်ကိုသာပစ်ကျူးချီနိုင်ရန်ကြိုးစားလိုက်လေတော့သည်အမှန်မှာအိုက်လောလူအားသူကဥပိုက်တမြင်နှင့်ပြောခဲ့ခြင်းမှာဝင်းမင်းတို့တိသွားမှနေသူ့သားအိုက်မောင်ပြောသလိုဤစင်ကလေးနှုတ်မြစ်ပြီးတိသွားမှစိုးရင်၍ပြောခြင်းမဟုတ်ပြီ အိုက်ထွန်ပါစိုးရင်ခဲ့သည်မှာတော်ကြီးမြက်မဲထဲ၌ဤလိုဆင်းဖြူရတနာကလေးများကြမာငင်တပ်ပုံနှင့်သူတို့ဘိုးစဉ်ပေါင်ဆက်ကဖန်တီးကြီးများအမှားစကားထားခဲ့ဘူးတော့အချင်းအရာများကိုသာဖြစ်ပါလိတည်းအိုက်လောလူတို့ဖမ်းဆီးလာခဲ့ကြတော့ဆင်ဖြူရတနာကလေးကိုအိုက်ထုံးပါသည်ကျိုးကွင်းထပ်ပြည့်ရန်အနာတို့ချင်းကပ်သွား၏အိုက်ထုံးပါအိုက်ဆန်ကလက်နှိပ်တက်မီထိုးပြထားသည့်အပြင်မာအော့အိုက်လုံကလည်းစီမီခွက်တွေကိုထွန်းညှိခါဟိုးအပင်ချိတ်သည်အပင်ချိတ်ဆွေးထားသဖြင့်စခန်းမှာအလင်းရောင်များနဲ့ကွက်တိကွက်ကြားပြန့်ကျဲနေလိမ့်ပြီစင်ဖြူငယ်လေးမှာကြိုးတန်းများချားတဲ့တွင်တုံတုံရီရီနှင့်မိခင်ကိုရှာနေတယ်လို့တခါတည်းအတန်နှိမ့်နှိမ့်လီထုံနေသည်